ဒီတစ်ခါကတော့ Power Ranger တွေဘက်က villain မမတွေလက်ဖြစ်ပါတယ်။ Power Ranger မှာဆိုရင်လည်းအထင်ကြီးဖြစ်တဲ့ villain တွေအထူးသဖြင့် Rita Repulsa, David Dogs, Astronomer, Nadira စသဖြင့်အများကြီးရှိပါတယ်။ဒီထဲကနေမှကျွန်တော်တကူရေးစားသဘောကျတဲ့ villain မမတွေကိုပြောပြသွားမှာဖြစ်ပါတယ်။နံပါတ်5 Toxic က Power Ranger Wine Force Duke Order တွေကတအုပ်ဖြစ်ပြီးတော့ Gendrex ကအခြေဆုံးတငယ်ချင်းလည်းဖြစ်ပါတယ်။ Real Arc Leader ကိုရှာဖွေနေသူဖြစ်ပြီးတော့တစ္ဆာဆောင်တည်သူလည်းဖြစ်ပါတယ်။ပါလဲပါနပ်ပြီး Master Orc က Orc အတူဖြစ်နေတာကိုလည်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ Gendrex အပေါ်နိုင်စားသလိုရှိနေပေမဲ့တကယ်လို့အဲ့ရင်အမြဲကူညီပေးသူဖြစ်ပါတယ်။ Alexa နဲ့လည်းမတည့်ပဲနဲ့သူ့ရဲ့ Grandma လို့ခေါ်တဲ့အပေါ်အမြဲစိတ်တူနေရလူဖြစ်ပါတယ်။အကြိုက်ဆုံးကတော့တည်သွားတဲ့လူဆိုးကိုပြန်ကြည့်အောင်ပဲစီလေးဖြစ်တဲ့အစွမ်းကိုပါ။နံပါတ်4 Nadira Power Ranger Time Force Ransik ရဲ့သမီးဖြစ်ပြီးတော့ကလေးဆန်အလှပရွှေငွေအရန်နှစ်ချိုက်သူဖြစ်ပါတယ်။တိုက်ပွဲတွေမှာတိတ် join လေးမရှိဘဲနဲ့ shopping ထွက်တာစိန်ဆိုင်ရွှေဆိုင်တွေဖောက်တာနဲ့ပဲအချိန်ကုန်နေသူဖြစ်ပါတယ်။အချစ်တွေကျင်ပေါ်လိုက်ရှာနေသူဖြစ်ပြီးတော့အပြာရောင်ဖြစ်သူ Lucas ကိုသဘောကျနေသူလည်းဖြစ်ပါတယ်။အစာပိုင်းကတကောကောင်းဆန်ပေါ့ပြက်နိုင်အနိုင်ကျင့်အထက်စီးဆန်တယ်လို့ဖြစ်ခဲ့ပေမဲ့နောက်ပိုင်းလူသားတွေရဲ့ဖြူစင်တဲ့နှလုံးသားရှိတာကိုသိရှိခဲ့ပြီးမှအမြင်မှန်လဲရခဲ့တယ်လို့ဖခင်ဖြစ်သူကိုလည်းဖြောင်းပြနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာ Lucas နဲ့လည်းတွဲခဲ့ပါတယ်။နံပါတ်3 Tanaya 7 Power Ranger RPN Vangelis ကလူယုံတော့ Attacker Ball လည်းဖြစ်ပြီးတော့အနည်းအယောင်ဖြစ်သူဒီလင်ရဲ့ညီမလည်းဖြောက်ပါတယ်။အစကမောင်နှမနှစ်အဖမ်းခံခဲ့ရပြီးနောက်မှာဒီလင်ကလွတ်မြောက်ခဲ့ပြီးတော့သူက Vangelis ကပြုတ်ပြမှုကိုခံခဲ့ရပါတယ်။နောက်အဖြစ်မှန်ကိုသိရှိခဲ့ပြီးတော့ဒီလင်ရဲ့ကူညီမှုစီယုံမှုတို့နဲ့အတူပူးပေါင်းခဲ့ပေမဲ့ Kilobyte ရဲ့လက်ချက်နဲ့မှတ်ဉဏ်အဖြတ်ခံ program အပြန်ရေးဆွဲခံခဲ့ရပြီး Tanaya 15ဖြစ်လာခဲ့ပါတယ်။နောက်မှာဒေါက်တာ K ရဲ့ antidote နဲ့အတူလူပြန်ဖြစ်ခဲ့ပြီးတော့သူ့အကိုနဲ့ပျော့ပျော့ရွှင်ရွှင်နေထိုင်ခဲ့ပါတယ်။နံပါတ်2 Vibra Power Ranger Lightspeed Rescue Demon January တဲကတအုပ်ဖြစ်ပြီးတော့ပြင်မာကြီးပြန်လည်ရှင်သန်လာဖို့လုံပန်းနေသူလည်းဖြစ်ပါတယ်။လူခိုင်ရဲ့တွဲဖက်လည်းဖြစ်ပြီးတော့နှစ်ယောက်အတူတူလှုပ်ဆောင်လေးရှိပါတယ်။ Demon ဖြစ်တာနဲ့အညီအစွမ်းတွေကလည်း share ပါပဲ။ Super Strength, Monster Creation, Hypnosis, Telepathic စတဲ့အစွမ်းတွေပိုင်ဆိုင်ထားပါတယ်။သူ့ရဲ့စီးတော်ရင်ကလည်းအမိုက်စားပါပဲ။နောက်ပိုင်း Quimashira ရဲ့စားသုံးမှုကိုခံခဲ့ရပြီးအသက်ဆုံးရှုံးခဲ့ပါတယ်။ Time Force မှာပြန်လည်ပါဝင်ခဲ့ပေမဲ့လည်း Ranger နှစ်ဖွဲ့ရဲ့အပူပေါင်းတိုက်ခိုက်မှုကြောင့်တက်ဆိုးမရှိခဲ့ရပါဘူး။နံပါတ်1ကျွန်တော်အသဘောကျဆုံးကတော့ Charon aka Astronomer Power Rangers in Space ဖြစ်ပါတယ်။သူ့ရဲ့အကုန်တလင်းကစัจ java လာတက်ခွင်ကြော်ကြားခဲ့ပြီးတော့ Princess of Evil, Dark Princess of Space, Princess of Darkness စတဲ့ဘွက်ကင်မော်နေပိုင်ဆိုင်ထားသူဖြစ်ပါတယ်။အနီးဖြစ်သူ Andros ကညီမဖြစ်ပြီးတော့ငယ်စဉ်ကတည်းက Darkana ကပြန်ပေးဆွဲခဲ့တာကြောင့်နောင်နှမ2ယောက်ဝေးကွာခဲ့တာဖြစ်ပါတယ်။နောက်ပိုင်း Eclipta ရဲ့လက်ထက်မှာကြီးပြင်းလာခဲ့ပြီးတော့မကောင်းမှုတွေမိစ္ဆာတွေကြားထဲမှာရှင်သန်လာခဲ့ပါတယ်။အစွမ်းအနေနဲ့ဆိုရင်လည်း Telekinesis, Manipulation, Finger Flex, Hypnosis စတာတွေပိုင်ဆိုင်ထားပြီးတော့ Psycho Ranger တွေရဲ့ပက်ကန်ရှင်လည်းဖြစ်ပါတယ်။ Villain မဖြစ်တော့လဲ Eclipta ကိုဖခင်လိုချစ်ခင်တာတွေ Charon ရဲ့စည်ရင်းကန်ဖြစ်တဲ့ကျင်နာတာဂယုစိုက်တတာတွေကိုလည်းတွေ့မြင်ရပါတယ်။နောက်ပိုင်းအဖြစ်မှန်ကိုသိသွားကြပြီးတော့ Ranger ဖွဲ့ထဲမှာပူးပေါင်းခဲ့ပါတယ်။ Saber Ranger ဖြစ်တဲ့ဇိန်းနဲ့လည်းပါလို့ဖြစ်ခဲ့ပါသေးတယ်။အဲဒီနောက် Lost Galaxy ရဲ့မှာပြန်လည်ပါဝင်ခဲ့ပြီးတော့ Kendrick ကစွန့်အင်လက်ဆင့်ကမ်းပေးခဲ့လို့ Lost Galaxy Pink Ranger ဖြစ်လာခဲ့ပါတယ်။သူ့ကိုတော့လူတော်များများလည်းသဘောကျကြမယ်ထင်ပါတယ်။နောက်ပိုင်းစကားတွေမှာ villain တွေက Monster Form, Robotic Form တွေပဲဖြစ်လာပြီးတော့9ဘက်ကပဲဓာတ်ရိုက်ကူးချလာတွေများလာလို့အကြိုက်တွေရသိမရှိတော့ပါဘူး။ Brother တို့ကဘသူကိုကြိုက်လဲပြောပြခဲ့ကြပါဦး။